ဒီရဲကျုံထောင်ကြီးဟာအမေရိကန်အစိုးရအတွက်ထိရခိုင်တွန်းလို့လက်လျှော့ထားရတဲ့အကျဉ်းသားတွေကိုပဲတခြားထောင်တွေကနေလွှဲပြောင်းရေးလာထားတဲ့နေရာပဲဖြစ်ပါတယ်အမေရိကန်တမိုင်းတစ်လျှောက်အကြောက်ရဆုံးမာဖီးယားခိုင်းချုပ်ကြီးအာခဖုံးလိုလူမျိုးတွေပါဝင်ပါလေသူဟာတခြားထောင်တွေမှာတော့ထောင်ပိုင်တွေကိုပတ်စံနဲ့လက်ထိုးပြီးထောင်ထဲကနေခိုင်းကိုအမိန်ပေးလာဇိမ်ခံနေတာမျိုးတွေလုပ်ခဲ့လို့အစိုးရကဘယ်သူနဲ့မှအဆက်အသွယ်လုပ်လို့မရအောင်ဒီကျုံထောင်ကြီးတွေကိုပို့ပြခဲ့တာပါနောက်ပြီးဘဲထောင်တဲကိုထဲထောင်ပေါက်ပြီးဖို့ပဲကြံစီနေတဲ့တော်ကီကျွန်းကျင်တဲ့ထောင်ပြေးသမားတွေကိုဒီထောင်ထဲမှာပဲလာပိတ်ထားလေးရှိပါလေအကျဉ်းသားအချင်းချင်းတပ်ဖြတ်သူတွေနဲ့ထောင်ဆောင်တွေကိုပြန်တပ်ဖို့ကြိုးစားတဲ့အယူအမှုရာဇဝတ်ကောင်းတွေကိုထည့်ထားတာဖြစ်ပါတယ်အဲဒီထောင်ရဲ့နာမည်ကတော့တသက်မှာတစ်ခါသာလွတ်မြောက်ဖို့ရဲ့အိတ်ခါထွက်ထောင်ပဲဖြစ်ပါတယ်ဒီထောင်လေးကိုရောက်သွားရင်အသိရှင်တွေပြန်ထွက်လာဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဗပတ်လည်မှာငန်းတွေနဲ့ရေစည်းတန်နဲ့သမုတ်တရားဒီဝိုင်းရံထားတဲ့ကမ္ဘာအလုံးချုံဆုံးထောင်ကြီးတစ်ခုပါအမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုပင်လယ်အော်လေကကျောင်းဆောင်ကျုံးပေါ်မှာတိစောက်ထားတာပါကမ္ဘာအဆိုးဆုံးလူသက်သမားတွေဓမြတွေကိုပဲတီးတန့်ရှုံနှောင်တဲ့နေရာဖြစ်ပါလေထောင်ရဲ့တိစောက်ပုံကလွန်ကျဉ်းမြတ်ပြီးလေရေကလည်းခဲလူနီးပါအေးစိတ်နေတာကြောင့်ရေကူးပြီးထွက်ပြေးဖို့မဖြစ်နိုင်ပါဘူးတမိုင်းတစ်ချောင်းထွက်ပြေးဖို့စူးစမ်းသူအားလုံးအတိအပြည့်တက်ခံရတာဒါမှမဟုတ်ဇင်းနဲ့တိတ်ဆုံးခဲ့ကြပါလေ1962ခုနှစ်မှာတော့ဂျင်းသား3ယောက်ဟာဇွန်းတွေကုတ်ကတ်တွေနဲ့ထောင်နေရန်ကိုနှစ်ပေါက်အောင်တူးပြီးလေထိုးရဖာဖောင်းနဲ့ထွက်ပြေးခဲ့ကြဘူးပါလေဒါပေမဲ့သူတို့3ယောက်ဟာပင်လယ်ထဲမှာတိတ်ဆုံးသွားလားလုံးမြောက်သွားလားဆိုတာဒီနေ့အထိဘယ်သူမှမသိရတဲ့လူဝက်ဆက်ဖြစ်နေတော့မှလေအဆောင်တွေကရင်းနဲ့တေသွားပြီလို့ပြောပြီးမဲ့ရောအလောင်းကိုတော့ဘယ်တော့မှပြန်မတွေ့ခဲ့ပါဘူးသူတို့တကယ်ပဲလုံးမြောက်သွားလားဆိုတာသူတို့ကိုယ်တိုင်ပဲသိပါလိမ့်မယ်ဗီနီဇွဲလားနိုင်ငံမှာရှိတဲ့ထောင်ကြီးကတော့တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက်စနစ်တကျခွဲခြားထားတာမျိုးမဟုတ်ပဲနိုင်ငံအတွင်းကကြောက်စရာအကောင်ရာဇဝတ်အကောင်တွေအားလုံးကိုစုပြုံထည့်ထားတာဖြစ်ပါလေလက်နက်စမ်းတွေကင်ဆောင်ပြီးဆိုရစစ်တပ်ကိုပါပြန်တိုက်ခိုက်တဲ့မူရခိုင်းဝင်နေပဲဖြစ်ပါလေသူတို့ဟာထောင်ထဲရောက်တာတောင်မပြင်းကလက်နက်တွေကိုမှောက်ကိုတွင်းပြီးထောင်ထဲမှာဂိုင်းအာနာလူဝဲတွေဆင်နေကြပါလေစိုးဆုံးကတော့ဒီထောင်ထဲမှာဖေးပွားရဲ့အဆင်မပြေလို့ခိုးဆိုးလူနိုင်မိတဲ့တာမန်ရာဇဝတ်ကောင်တွေနဲ့ဆိုရကိုစန့်ကျင်တဲ့သူတွေကိုပါအန်ဒီရဲ့ရှိတဲ့ဂိုင်းစားကြီးတွေနဲ့အခန်းနဲ့ရောနှောပိတ်နှောင်ထားတဲ့လို့တာမန်လူတွေပါရပ်ပိုင်းအတွင်းတက်ခံနေရှိပါလေထောင်ထဲမှာအဆောင်ရဲတွေကအပြိမာပဲနေကြပြီးထောင်ရင်းကိုတော့လူသက်သမားဂိုင်းစားတွေကပဲအုပ်ချုပ်ပါလေဒီတိုင်းလူတွေအလောင်းတွေထွက်နေတဲ့ကမ္ဘာရဲဆက်ဆုံးထောင်ကြီးတစ်ခုပါအဲ့ဒီထောင်ရဲ့နာမည်ကတော့ဗီနီဇွဲလားနိုင်ငံကစားဘာနီတာထောင်ပဲဖြစ်ပြီးအကျဉ်းသား1500ပဲဆန့်တဲ့နေရာမှာလူပေါင်း3900ကျော်ကိုပြည့်ကျက်နေအောင်ထည့်ထားတဲ့ကမ္ဘာဆိုးရွားဆုံးထောင်ပဲဖြစ်ပါလေထောင်ထဲမှာရည်နဲ့အစားအစာမလုံလောက်မှုကြောင့်အကျဉ်းသားတွေဟာဓာတ်တွေတနက်တွေနဲ့လျောင်းနဲ့တယောက်တက်ဖြတ်ပြီးအစားအစာလူကြပါလေအဆိုးဆုံးကတော့ထောင်ထဲမှာဂိုင်းစားခေါင်းဆောင်တွေကစစ်မှန်တဲ့ဘရင်တွေလိုအာဏာပြပြီးမကြိုက်တဲ့သူကိုလူအများရှိမှခေါင်းပြတ်တတ်တဲ့အထိရက်ဆက်ကြပါလေအဆောင်တွေတောင်အသက်အန္တရာယ်ဆိုးရင်ရလို့တွေးထက်တန်ရိုးအထီးခရုံးတွေဖြစ်ရင်တနက်နဲ့အဝေးကနေနှံ့ပြယုံကလွဲလို့ထောင်ထဲကိုဝင်မရှိရကြပါဘူးဥပဒေဆိုတာလုံးဝမရှိပဲလက်ရသူစားစနစ်နဲ့ရှင်သန်ရတယ်ဘဝတွေပဲဖြစ်ပါလေနောက်ထပ်ထောင်ကတော့လက်ရှိအမေရိကန်မှာလက်ပတ်နေတာဖြစ်ပြီးကမ္ဘာငြိမ်းချမ်းရေးကိုပဲဖျက်ဆီးမဲ့သူတွေကိုတည်တံ့ရွေးချယ်ထည့်သွင်းထားတာပါကမ္ဘာကုန်သွယ်ရေးအဆောက်အအုံကိုလေရင်နဲ့တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့အကြမ်းဖက်သမားအခွိုက်တာအဖွဲ့ဝင်တွေနဲ့အမေရိကန်လေရင်တွေကိုဘုံခွဲပုံကြံစည်ခဲ့တဲ့ဒီရိုက်ခန့်တွေကိုဘယ်သူလည်းမှမတွေ့ရအောင်ရှောင်နှောင်ထားပါလေမက္ကဆီကိုနိုင်ငံရဲ့ကမ္ဘာပြည်တော်မူရစ်စေးခိုင်းချုပ်ကြီးဖြစ်တဲ့အေရှော်ဘိုဟာမြေအောင်လိုင်းကူတူးပြီးထောင်နှစ်ကြိမ်တိုင်ဖောက်ပြေးခဲ့ဘူးလို့အမေရိကန်အစိုးရကဖမ်းမိတဲ့အခါမြေအောက်ကနေထွက်မပြေးနိုင်အောင်ဒီထောင်ကြီးထဲမှာတန်ကူကွန်ကရစ်တွေကြားတက်လုံးပိတ်လောင်ထားလိုက်တာဖြစ်ပါတယ်အမေရိကန်နိုင်ငံမှာတင်လူအများပြားတိတ်ဆုံးအောင်ဘုံခွဲခဲ့တဲ့ဒီတွင်အကြမ်းဖက်သမားတွေဖြစ်တဲ့ဘော့စတိုမာရက်တုံဘုံခွဲသမားနဲ့နိုင်ငံတော်လူဝက်ရှက်တွေကိုတခြားနိုင်ငံတွေကိုကြောင်းစားခဲ့တဲ့ FBI တစ်စဖာတချို့ကြီးတွေကိုပါဗဆက်ပိတ်ထားတဲ့အနည်းနဲ့ဒီထောင်ထဲမှာထည့်ထားပါတယ်တရက်ကို23နာရီလုံးတော့လင်းရောင်မရတဲ့ကွန်ကရစ်အခန်းချင်းလေးထဲမှာနေရမယ်လူတယောက်နဲ့မှစကားပြောခွင့်မရှိဘူးအကျဉ်းသားတွေကိုယူတော့အောင်လုပ်တဲ့ပြန်လန်းမရှိတဲ့ထောင်ပဲဖြစ်ပါတယ်ဒီထောင်ဟာအမေရိကန်ကိုလိုရာဒိုပြည်နယ်မှာရှိပြီးထောင်နာမည်ကတော့ ADH Florida လို့ခေါ်ပါတယ်ဒီထောင်ထဲမှာရှိတဲ့ကတင်စပွဲဖိုင်ကွန်အားလုံးကိုကွန်ကရစ်နဲ့ပဲတွန်းလုပ်ထားပြီးရွှေ့လို့မရပါဘူးကတင်ပေါက်တေးတေးလေးကနေကောင်းကင်ကိုပဲမြင်ရပြီးဘယ်အဆောက်အဦကိုမှလက်မမြင်ရအောင်ဒီဇိုင်းထွင်ထားပါတယ်တရက်မှာ23နာရီလုံးခန်းထဲမှာပဲပိတ်ထားပြီးကျန်းတဲ့တနာရီကိုလည်းတန့်ကူကွန်ကရစ်လောင်ရင်ထဲမှာပဲလေ့ကျင့်ခန်းလုပ်ရပါတယ်စောင်းတွေနဲ့တော့စကားပြောခွင့်မရှိတာကြောင့်ဒီထောင်ထဲကိုရောက်သွားတဲ့သူတွေဟာလာအနေငယ်အတွင်းမှာပဲစိတ်ယူသွတ်သွားကြလိမ့်ရှိပါလေရှိုးပိုင်းဆိုင်ရာနှိပ်စက်တာထဲစိတ်ပိုင်းဆိုင်ရာကိုပါတက်ပြစ်တဲ့ဒီထောင်ကြီးဟာကြောက်စရာလွန်ကောင်းပါလေ